နောက်မှာ configuration တွေတော့အတန်ကြကြမပြောရဘူးကျွန်တော်အခု unplayable ပေါ်ရိုက်မရဖို့အတွက် demonstrate လုပ်ပြပါမယ်ရိုက်မရဖို့ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာအခုကျွန်တော် T-shirt ဒီ T-shirt ရိုက်မယ်တက်ပင်နာရောက်သွားပြီ yes ဆိုအလေကွန်တက်ပင်နာရောက်သွားပြီအဲ့ဒါသွားကြည့်ပါမယ်ကျွန်တော်ဘောလုံးက T-shirt နဲ့ရိုက်လိုက်တဲ့ဘောလုံးတက်ပင်ချီမှာကတ်နေပြီဆိုပါစို့ဗျာကျွန်တော်ခုနရိုက်လိုက်တာတော့တက်ပင်ချီမကတ်ဘူးဟို fairway ဆက်လိုက်ပါ okay တက်ပင်ချီကတ်လိုက်တော့အလန်တန်ရဒီမှာကျွန်တော်ရိုက်မရအောင်ရိုက်ရင်ဘယ်လဲရိုက်မရညာလဲမရိုက်မရတော့ကျွန်တော်က unplayable ရိုက်မရဘောကိုပြစ်ဒဏ်တစ်ချက်နဲ့လုပ်မယ်ပုံမှန်အားဖြင့်ကျွန်တော်တို့မြန်မာပြည်က golfer တွေလုပ်နေကြတာကဒီ fairway ကိုယူလာပြစ်ဒဏ်တစ်ချက်ပေးတယ်နော်ဆိုပြီးချရိုက်နေကြတယ်လုံးဝမှားပါတယ်အဲ့တော့ဘာလို့ရမလဲဒီ unplayable ကိုကျွန်တော်ရွေးချယ်ခွင့်၃ခုရှိတဲ့အကြောင်းပြပါမယ်ပထမရွေးချယ်ခွင့်ဒီကျွန်တော်ရိုက်ခဲ့တဲ့မူလတီခုံကိုပြန်သွားပါကိုင်250ရှိရင်250ပြန်သွားပါ300ရှိရင်300ပြန်သွားပါ10ကိုက်ရှိရင်10ကိုက်ပြန်သွားပါအဲ့ဒါကို stroke and distance လို့ခေါ်ပါတယ်ပြစ်ဒဏ်တစ်ချက်နဲ့မူလနေရာကနေမြည်သည့်အချိန်တွေမဆိုရိုက်ခွင့်ရှိတယ် okay ဒုတိယရွေးချယ်ခွင့်ဒီဘောလုံးနဲ့ဒီဘောလုံးကနေဘဲညာနောက် driver နှစ်ပြန်အတွင်းမှာဘောလုံးဒီဘောလုံးရဲ့နောက်ကပ်ရဲ့အမှတ်အဲ့ဒီမှတ်ကနေဘယ်ညာနောက်ဒုနှစ်ပြန်အတွင်းမှာ draw ချပြီးရိုက်ခွင့်ရှိတယ်ပြစ်ဒဏ်တစ်ချက်ပဲအဲ့ဒါလေးကိုကျွန်တော်အခုရိုက်ပြပါမယ်ကဲ okay ဒါဆိုရင်ဒီအဲ့ဒီဘောလုံးကနေပြစ်ဒဏ်တစ်ချက်နဲ့ဘယ်ညာဒုနှစ်ပြန်အတွင်းကိုကျွန်တော် draw ချဖို့အတိုင်းပါမယ်တစ်ပြန်နှစ်ပြန်အဲ့တော့ဒီမှာအမှတ်မှတ်မယ်ဒါကျင်းနဲ့မနီးစရာဘူးနော်ကျင်းနဲ့မနီးစရာဘူးโอเคနောက်လဲနှစ်ပြန်ဆိုတော့နောက်နှစ်ပြန်တစ်ပင်ကွယ်မှာတိတ်ကြတယ်ရိုက်လို့မရဘူးညာဘက်ကိုနှစ်ပြန်မှတ်မယ်ကဲအဲ့တော့ကျွန်တော်ဘယ်နဲ့ညာနဲ့ဘယ်ဟာရိုက်ရင်လဲကောင်းမလဲစဉ်းစားမယ်တကယ်လို့များပေါ့ဗျာဒီနေရာမှာဒီနေရာပေါ့တချို့လူတွေပြောတယ်ကျွန်တော်နေခွင့်ရဆရာတဲ့ red တွေအရန်ထူတယ်တဲ့ red တွေအရန်ထူတော့ဒုနှစ်ပြန်အတွင်းမှာလည်းပဲရိုက်မရသေးဘူးတဲ့အဲ့ဒါဆိုဘယ်လိုလုပ်ရမလဲတဲ့အဲ့တော့တခြားရွေးချယ်ခွင့်နှစ်ခုကိုယူလို့ရပါတယ်ပုံမှန်အဖြစ်ခုနပြောတဲ့မူလနေရာနေပြန်သွားရိုက်ခြင်းနောက်ထပ်တော်လေးကြရင်ပြပြီးမယ် back on the line နောက်ဆုတ်တဲ့တက်တာခွင့်ကိုရိုက်ခြင်းအဲ့တော့အခုကျွန်တော်ဒီ bean ဒုနှစ်ပြန်ပြပါမယ်နောက်ထပ်ပြစ်ဒဏ်တစ်ချက်ဆိုရင်ထပ်ယူလို့ရသေးတယ်တစ်ပြန်နှစ်ပြန်ဒါဆိုပြစ်ဒဏ်နှစ်ချက်ဆိုဒီနေရာထိလာယူလို့ရတယ် unplayable ကိုနှစ်ကြိမ်လုပ်တဲ့သဘောဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြစ်ဒဏ်တစ်ချက်နဲ့အခုဒီဥစ္စာကိုရိုက်မယ်ဆိုတော့ဟိုဘက်ကပိုကောင်းလားဆိုတော့ဒီဘက်ဆိုရင်ပိုကောင်းမယ်ဒီဘက်ဆိုပိုကောင်းမယ်โอเคကျွန်တော်ဒီဘက်မှာယူမယ်တပည့်ဒီဘက်ကလာရိုက်အဲ့ဆိုတော့ကျွန်တော် draw ချပြီးစနစ်မှန်စွာချမယ် draw ချတဲ့အခါမှာတွန်းချလှည့်ချလို့မရဘူးဒူးမြန်းနေချမယ် relief area အတွင်းမှာပဲရှိမယ်ဒုနှစ်ပြန်ကြော်သွားပြီဒါဆိုရင်ဒုတိယကြိမ်ပြန်ချမယ်တဲ့သွားတော့ relief area မှာရှိပြီနေပြီဒါဒီမကြိုက်မချင်းသုံးကချတာမဟုတ်ဘူးပထမတစ်ကြိမ်ချတာ draw area ကြော်သွားလို့ဒုတိယကြိမ် relief area မှာပြန်ချတာဖြစ်ပါတယ်โอเคပြစ်ဒဏ်တစ်ချက်နဲ့ဆိုတော့ T-shirt တစ်ချက်ပြီးပြီပြစ်ဒဏ်တစ်ချက်ဒါဒီရိုက်သုံးမှာဒုက္ခတော့မှားလာခဲ့ကူလောက်ပဲရိုက်ရမှာဒုကြီးကရှစ်ကြီးကြိုက်ထားမိလေโอเค80ရာခိုင်နှုန်းလောက်ရိုက်ရမအောင်သွားဘူးကဲနောက်ထပ်ရွေးချယ်ခွင့်တစ်ခုကိုပြပါမယ်ဒါသည် lateral relief လို့ခေါ်ပါတယ် lateral relief ဘေးလိုက်တက်တာခွင့်မှာနောက်ထပ်ရွေးချယ်ခွင့်တစ်ခုကိုကျွန်တော်ရိုက်ပြပါမယ်
နောက်ထပ်ရွေးချက်ကွင်းတစ်ခုဘောလုံးကဒီမှာအခုခုနအတိုင်းပဲရှိနေသေးတယ်ကျွန်တော်ကောက်လိုက်မယ်ဒီဘောလုံးမေ့ကြံခဲ့မှာဆိုလို့ဒီဘောလုံးရဲ့အလန်တိုင်ရဲ့တစ်ဆက်တည်းဆွဲတဲ့မြင်းနောက်ကိုကြိုက်တဲ့လောက်ဆုပ်ဆိုတဲ့အခါကျတော့ကျွန်တော်အခုဆုပ်လာပြီဒီတဲမှာတစ်ဆက်တည်းဆွဲတဲ့မြင်းဒါဆို fairway ထိရောက်သွားမှာ okay fairway ထိရောက်သွားမယ်ဒါဆိုဒီနေရာကောင်းတယ်ဒီနေရာမှာ line ပေါ်မှာ draw ချမယ် line ပေါ်မှာ draw ချပြီ line ပေါ်မှာတဲ့ငိမ့်နေရပြီဒီတော့ဒါဒီဒုတိယရွေးချက်ခွင့်မှာခုနကဘေးတိုက်သက်သာခွင့်အခုဒါဒီ back on the line ပြစ်ဒဏ်တစ်ချက်ပါပဲအတူတူပဲကိုကြိုက်တာကိုလှုပ်လို့ရပါတယ်ဒါလည်းဒုံမှားတယ်ဒါပေမဲ့ demonstrate ဆိုတော့ရိုက်ပြလိုက်မယ်ဖြတ်ရိုက်မှရမှာမမြင်အောင်လို့ကောင်းသွားပြီအောင်သွားပြီထင်တယ်တပင်ညာတွေကထွက်သွားโอเคဒါဆိုရင် unbelievable အတွက်ရွေးချယ်ခွင့်2မျိုးတည်ပြီးထင်ပါတယ်နောက်တစ်မျိုးကမူလနေရာပြန်သွားရိုက်တာကျေးဇူးတင်ပါတယ်โอเคခုနက back on the line နဲ့ရိုက်ထားတဲ့ပေါ်လုံးလေးကလာ on နဲ့ကွင်းကိုဆောင်းလျှောက်ရပါမယ်ကယ်ရီလေးတွေလည်းလုပ်ပါတယ်ကိုတိုင်းလည်းဆောင်းလျှောက်ဖို့လိုပါတယ်ဟုတ်ပြီဒါဒီ T-shirt တစ်ချက်ဥပမာပြီးတော့ unbelievable တစ်ချက်ရိုက်ချက်တစ်ချက်ဆိုတော့ဒါ3ချက်နဲ့ on တယ်လို့ပြောလို့ရပါတယ်ဒီဟိုဘက်ထိပ်ကသွားရိုက်ဒါဒီ3ချက်နဲ့ on တယ်ပေါ့ဗျာဆိုတော့ပါဘက်ဆိုရင်အဝေးကြီးဝေးလဲအရန်ဝေးတယ်နောက်မှလဲကျွန်တော်ဗီဒီယိုရိုက်နေအဖွဲတစ်ဖွဲရှိနေတော့အားနာဗီဒီယိုရိုက်တာကိုပြလွှတ်လေးရိုက်နေတလွဲစီရိုက်လိုက်ပါပြီကဲပြောချင်တာကတော့ unbelievable ပါ unbelievable ကိုသိကြပြီထင်ပါတယ်ဒါဆို boogie ပါ